ချစ်တဲ့ငယ်ချင်းများအားလုံးမင်္ဂလာပါဗျာဘွယ်ကစားသလိုင်းနေကြိုဆိုပါတယ်ဗျာပြန်ဆောင်ကြပြန်ပြီနော်လာပါဗျာသမီးမွေဟင်းဝမ်းလေးနဲ့နော်ဟင်းတွေကြတော့အများကြီးတော့မဟုတ်ဘူးနော်ဟင်းတစ်မျိုးထင်းနဲ့ငပိတစ်မျိုးနဲ့ဆိုသမီးမွေနေပေါ့နော်ချင်းငယ်ချင်းတို့ဒါလေးပါနော်ချင်းငယ်ချင်းတို့ဝက်ကလေးစားလေးပေါ့နော်ချက်ထားတဲ့ခက်ဆက်ဆက်နမမွေးလေးနဲ့ဗျာဒါအားကောင်းပါတယ်ဗျာပြီးတော့ဒါကြတော့မကြီးတိစိတ်ငပိကြော်လေးပါနော်ပြီးတော့တုတ်ဆရာလေးနဲ့ပါနော်ဒီမကြီးတိစိတ်ငပိကြော်ကြတော့ကျွန်တော်ဗီဒီယိုခွဲပြီးတင်ပေးပါမယ်နော်တကယ်လို့အကောင်လုံးဗီဒီယိုရောလိုက်ရင်မနစ်တွေတအားရှည်တော့မှဆိုလို့ပါနော်ဒါဆိုကျွန်တော်မစားခင်မှာဒီဝက်ကလေးစားဟင်းကျွန်တော်ဘလို့ချထားတယ်လဲအနာမရှိအောင်ကျွန်တော်တို့အရင်တကြည့်လိုက်ကြရအောင်နော်โอเคဝက်ကလေးစားဟင်းချက်ပေါ်တော့ဒါကကျွန်တော်တို့ပြင်ထားရမယ့်ပစ္စည်းတွေပေါ့နော်ဒါကြတော့ကိုယ်စိတ်ကြိုက်ပါနော်နှစ်တတာသုံးလို့ရတာပေါ့နော်ကျွန်တော်ကြတော့အကောင်လုံးရောထားတာပေါ့နော်ဝက်ဥတို့ပါတို့ပြီးရင်ကျွန်တော်တို့ကျင်းလေးထားပေးပါမယ်ပြီးတော့ချက်သွန်နေပါလေးလေးထားပေးပါမယ်ရှမ်းနံပင်လေးထားပေးပါမယ်โอเคပြီးရင်ငရုတ်သစ်စိမ့်နဲ့ငယ်လေးထားပေးပါမယ်ပြီးရင်ကျွန်တော်တို့ဝက်ဥတို့လည်းလေးထားပေးပါမယ်နော်ဒါကြတော့ကိုစိတ်ကြိုက်ပါနော်ကိုကြိုက်တယ်ရောချက်လို့ရတာပေါ့နော်ကျွန်တော်ကြတော့အသားပါထည့်ထားပါတယ်နော်ချစ်တဲ့ငယ်ချင်းတို့โอเคပြီးရင်ဦးကြတော့ကျွန်တော်တို့လှန်ပေးပါမယ်ပြီးအသေးနဲ့ဦးနဲ့ကျွန်တော်တို့တခါဆေးမယ်နော်ဒါကြတော့ပြောင်းဖို့မှုတ်လေးပါနော်ကောင်းမှုတ်လေးသုံးလို့ရပါတယ်ဗျပြီးရင်စားနဲ့ငယ်ထည့်ပေးပြီးတော့ရေနဲ့ငယ်ထည့်ပေးပါမယ်ပြီးရင်ကျွန်တော်တို့တေချာပို့ထားပေးပါမယ်နော်โอเคပြီးရင်တေချာနဲ့သားတွေကြတော့ကျွန်တော်တို့စားနဲ့နေပေးပြီးတော့တေချာတော့စေးထားပေးပါမယ်နော်ကျွန်တော်တို့အကောင်လုံးတေးတေးချာချာစေးထားမှာပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ပြန်လှန်ပြီးတော့ပြန်စေးထားပေးပါမယ်ဒါဆိုကျွန်တော်တို့လာလှီးထားမှာပေါ့နော်โอเคပြီးရင်ကျွန်တော်တို့ကျင်းထောင်းထားပေးပါမယ်ကျက်သွန်ဖြူထည့်ပြီးတော့ထပ်ထောင်းထားပေးပါမယ်နော်โอเคဒါဆိုကျွန်တော်တို့ရတာလက်ဆက်ပါမယ်နော်စားချုံမောက်ကြက်တမောက်ထည့်ပေးပါမယ်ပြီးတော့နွနွဲမောက်ထည့်ပေးပါမယ်ပြီးတော့ပဲငံပြရဲနောက်ထည့်ပေးပါမယ်ကြာညိုလို့လည်းခေါ်ကြပါတယ်နော်ပြီးရင်ခုနကတော့ထားနေတဲ့ဂျင်းနဲ့ချက်သွန်ဖြူနဲ့ထည့်ပေးပါမယ်ပြီးတော့မဆလာလေးထည့်ပေးပြီးတော့အားလုံးနှံ့နေအောင်ကျွန်တော်တို့မှုပေးပါမယ်နော်โอเคတကယ်လို့အားလုံးနှံ့ပြီဆိုရင်ကျွန်တော်တို့ရုပ်တိလာထားပါမယ်အဆက်ကျတော့ကိုစားနိုင်တလားပေါ့နော်โอเคရုပ်တိကြည်ပြီဆိုရင်ချက်သွန်နေထည့်ပေးပါမယ်ပြန်ထောင်းပေးပါမယ်ခွင်ရုပ်တင်နဲ့လေးရပြီဆိုရင်ကျွန်တော်တို့လာချတော့ပါမယ်နော်စီထည့်ပေးပါမယ်ပြီးရင်နွနွဲမုတ်ထည့်ပေးပါမယ်ပြီးခုနကတော့ကထောင်းလာတဲ့ရုပ်တိထည့်ပေးပါမယ်အနမွေးတော့ကျွန်တော်တို့စီအရင်တက်ပေးပါမယ်နော်โอเคนั่นတို့မွေးလာပြီဆိုရင်ကျွန်တော်တို့အယောင်တင်မော်လင်းနဲ့ငယ်ထည့်ပေးပါမယ်ပြီးရင်မဆလာလေးနဲ့ငယ်ထည့်ပေးပါမယ်ပြီးရင်ကျွန်တော်တို့နဲ့ငယ်ထပ်မှုပြီးတော့ခုနကတော့နှတ်ထားတဲ့ဝက်ကလေးစားတွေထည့်ပေးပါမယ်နော်ပြီးရင်အနာတို့ပုံမွေးလာတဲ့အထိကျွန်တော်တို့အရင်မှုပေးပါမယ်နော်ကျွန်တော်တို့ရေမထည့်တယ်ဘူးနော်ချင်းချင်းတို့ကျွန်တော်တို့နည်းနည်းလေးခက်ကြကြလေးမှုပေးမယ်နော်တကယ်လို့အနာတွေအားမွေးလာမှကျွန်တော်တို့ရေထည့်ပေးပါမယ်ပြီးရင်ကျွန်တော်တို့ချက်ထားပေးပါမယ်နော်โอเคအခုလိုမျိုးလေးစူပေါ်နေပြီအနာလက်တအားမွေးနေပါပြီเนาะချင်းချင်းတို့ကျွန်တော်တို့နဲ့ငယ်ထပ်မွေးပေးပါမယ်ပြီးရင်နူးသွားတဲ့အထိကျွန်တော်တို့ချက်သွားပေးပါမယ်ကျွန်တော်ကျတော့ခက်ချောလေးချက်ထားပါတယ်เนาะဟင်းရေကျတော့ချင်းချင်းတို့နဲ့တက်တလာပါเนาะအခုလိုမျိုးရေလေးချောက်ဝက်ဥတွေလည်းနူးလာပြီဆိုရင်ကျွန်တော်တို့ရတာမြေကြီးပေးပါမယ်တကယ်လို့ရတာစင်ပြေပြီဆိုရင်ငရုတ်တိစိအုပ်ပေးပါမယ်ပြီးတော့ရှမ်းနံပင်အုပ်ပေးပါမယ်ဒါဆိုရင်ရပါပြီเนาะချင်းငယ်ချင်းတို့ဝက်ကလေးစားစီပြာနမမခဆဆလည်းနဲ့ရတာရှည်လည်းနဲ့အလွယ်ချန်နီလေးတစ်မျိုးပေါ့နော်ချင်းငယ်ချင်းတို့လည်းလိုက်ချက်စားကြည့်ကြရအောင်နော်သမင်းမွေတဲ့ဟင်းတစ်ခွက်လေးပေါ့နော်โอเคဟင်းလေးရပြီဆိုရင်ကျွန်တော်တို့တော့စားရပါမယ်နော်ချင်းငယ်ချင်းတို့စားရတာဘလောက်မွေတယ်လဲဆိုโอเคချန်နီလေးချင်းချင်းတို့တွေ့ပြီဆိုရင်ချန်နီချင်းတူကြမလားတော့မသိဘူးပေါ့နော်တကယ်လို့ကြိုက်မယ်ဆိုရင်လိုက်ချက်စားကြည့်ကြရအောင်ပေါ့နော်ဒါဆိုကျွန်တော်စားရပါမယ်နော်ဟဲ့လာစေးလိုက်ပါရဲ့ခဏမစားခင်ရ
ပြင်လေးရင်တားလိုက်ပါမယ် စားကြပါအောင်ဗျာချင်းချင်းတို့လင်ပန်းကြီးကြီးလေးနော်ဒီမှာတင်းချင်းသေးစားရဆိုရင်နော်ချင်းချင်းတို့ဟုတ်ပါနဲ့အနာကျတော့တအားမွေးပါတယ်နော်ကျွန်တော်ချက်ထားတဲ့နေ့တိုင်းချက်ဆိုရင်အနက်လုံးဝမရှိစေရအောင်နော်ချင်းချင်းတို့ဒါမဲ့တော့ကျွန်တော်ဟင်းဆိုတော့တော်တော်များများကျတော့ဆက်ဆက်ရများတာပေါ့နော်ကဲမကြီးဒီဆိုင်ကပြီးကလေးရှယ်ပဲခက်ဆက်ဆက်လေးချက်ထားပါတယ်နော်ကျွန်တော်ကြားနေတဲ့အရာနဲ့ပါထည့်ပေးမယ်ဟိုဒါနည်းနည်းထည့်တည်တာနည်းနည်းထည့်နေချင်းတို့တပန်းပြီးသွားပြီကဲကျွန်တော်မစားခင်ချင်းတို့ရင်ကျွေးပါမယ်ချင်းတို့ပစားကြီးလေးကျွေးလိုက်ပါပြီဗျာဒီမှာထားမယ်နော်anh làm muối với đó và ủ cái lên nu in này trên cái nó ngopi cái lên sebe ngopi cái lên nên trên này nè nhịp vô cái lưới sữa ngopi cái cao hình cái cao này nè thì nó lên này làm cái gì nó Ngopi cho cái lên trên sân này
Thì cái lô hình chùa pù lên tập khoa số đó nó xin lúc chia sẻ nhau vào nữa. Cái chừng gì nữa tự nhiên thì nè ta con lạ ập tự nhiên thì nó cho con em Aku cuma masuk dia, macam tu dia letak ni besar nak macam jenuh. Kau jadi mula jauh hai dah, kalau caca jauh hai, thang lu lek kamera no. Sa lại rồi pi đó bà nó sa lâu ta cao mà đẹp hình chiu mà bà lên sa lâu cao mà đấy nó người pi cái này chuyên chuyên sa lên rồi sa đấy khá trái mà yêu vào nó tôi sẽ ở bà đấy cái sa rồi nó sim pi bà đấy nó từ cái lô chín người nó trái mà rồi vào nó lại chặt sa chỉ trái ăn vào nó cứ làm nhớ cho nó những video leo còn này thì lại up để chín người nó còn long go thứ chết sự tìm mà đẹp vì đó tôi cũng mà chỉ là cho nó YouTube channel này cũng à bây giờ bao lâu tao sửa chỉ mà đẹp vì đó nó thật là ta tao sửa chỉ là thì cái lúc cho nó video lưu cho mày sửa like share follow lo rồi bao lâu tao sửa chỉ mà đẹp video tiền này đang tiền hoa bị ba mẹ tôi chạy ảo nó video tiền mà biển sầu mày nó chứ đừng nghe chỉ nó ta ta